လုပ်ငန်းခွင်ထဲမှာခက်ခက်ခဲခဲအလုပ်လုပ်နေရတာညီးငွေ့နေသူတွေပြင်ပမှန်လည်းမလုပ်နိုင်ဘူးဝင်ငွေကလည်းကောင်းကျင်တဲ့သူတွေအတွက်တွင်လန်းကောင်းတစ်ခုလာပါပြီဒီဗီဒီယိုကိုကြည့်မိတယ်ဆိုရင်တော့ကံကောင်းတယ်လို့သာမှတ်လိုက်ပါလုပ်ရမယ့်အလုပ်ကတက်လဲတက်တာတယ်တရက်ဝင်ငွေပြင်းများက USD ဒေါ်လာ100နဲ့150ကြားရရှိမယ်အလုပ်3ခုနဲ့မိတ်ဆက်ပေးပါမယ်Sleep Tester ပထမဆုံးအလုပ်ကတော့အိမ်ရင်းနဲ့လာစာရတဲ့အလုပ်ပါပြင်းတဲ့သူတွေနဲ့တော့ကွက်တီပါပဲအိပ်ဖို့အတွက်တောင်လာစာရတယ်ဆိုတော့ဒီအလုပ်ကအံ့ဩစရာပဲလုပ်ရမယ့်အလုပ်ကတော့တဏီကုံအိတ်နေရမှာပါယောဂလီလာရေးလားအိပ်ဆက်ချင်းနဲ့ပတ်သက်တဲ့ထုတ်ကုန်ဆန်းသက်ချင်းလားတစ်ခုခုပါပဲတခြားသူတွေအတွက်အိပ်ပေးရပြီးကိုအိပ်နေတဲ့အခါမှာခန္ဓာကိုယ်အခြေအနေနဲ့အိပ်ဆက်စဉ်ပုံစံတွေကိုစမ်းသပ်ပြီးသူတေသနာလုပ်ကိုပါတ냐အိပ်လိုက်ရင်တရက်သေးမှာတော့ဒေါ်လာ100 150အထိရတတ်ပါတယ်Netflix တက်ကဒုတိယအလုပ်ကတော့ဇကားကြည့်ရင်လာစာရမယ်အလုပ်ပါတနေ့ကုန်တနေ့ကန်ဇကားကြည့်ရတာကိုမပြင်းတဲ့သူတွေဒီအလုပ်ကိုကြိုက်ကြမှာပါဇလန်းတွေကြည့်ပြီးကီးဝတ်တွေအမျိုးအစားတွေကိုစနစ်တကျတက်ပေးရပါမယ် Netflix လို့ကုမ္ပဏီတွေကဇကားကြည့်ပေးမဲ့သူတွေတကယ်လိုအပ်နေပြီလာစာအမြောက်များနဲ့ကိုခေါ်ယူနေတာမို့တွားလျှောက်ကြည့်တင်ပါတယ်ဇကားလည်းကြည့်ရသလိုဒုက္ခပါပေးတယ်ဆိုတော့ပျော်တရားအလုပ်တစ်ခုဖြစ်မှာပါပတ်ပူတက်စတာတတိယအလုပ်ကတော့ကိုယ့်ရဲ့အစာကိုစမ်းစားပေးရမယ်အလုပ်ပါတချို့ဆိုအလုပ်မလျှောက်ခင်ဒီအကြောင်းကြားရယုံနဲ့တင်အံဘတ်စို့နေကြပါပြီတကယ်တမ်းဒီအလုပ်ကတိလိษံအစားအစာတွေထုတ်မဲ့အခါလူတွေစမ်းစားပေးဖို့လိုနေလို့ပါအနံ့နဲ့အရသာကိုတေချာစစ်ဆေးပေးရပြီးတိလိษံတွေစားလို့ကောင်းလားမကောင်းဘူးလားဆိုတာကိုကိုယ်တိုင်စမ်းစားပေးရုံပါပဲပထမဆုံးတစ်ခါစားချင်းကမလွယ်နိုင်ဘူးဆိုပေမဲ့အကျင့်ဖြစ်သွားရင်တော့အရသာတွေ့နိုင်တာမို့စိတ်ဝင်စားစရာအလုပ်တစ်ခုပါပဲအရင်နဲ့လှုပ်ချင်လားဒါမှမဟုတ်စကားလေးကြည့်ရင်လာတာယူမလားတိလိษံအစားအစာဆန်းပြီးစားခြင်းလားဒီအလုပ်၃ခုစလုံးကထူးထူးခြားခြားတွေပဲမို့မိတ်ဆွေအနေနဲ့ဒီတဲကဘယ်အလုပ်ကိုလုပ်ချင်လဲဆိုတာကောမန့်ထဲမှာပြောခဲ့ပါ